စကိုင်းတိုင်းဒဇယ်မြို့နယ်တွေကိုစစ်ကြောင်းထိုးဖို့စ조사နေတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်နေပြီးပြူစောတိကောင်းဆောင်တအုပ်ကိုအရှင်ဖမ်းမိထားတယ်လို့ဒဇယ် PDF စီကနေသိရပါတယ်။နေမြေချင်းဆက်ဆံနေတဲ့ကံဘလူမြို့နယ်ကဘိုးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်မြို့တောင်ဘက်ကရွာတွေကိုစစ်ကြောင်းထိုးဖို့စ조사နေတာလို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။စစ်ကောင်စီတပ်ကဒဇယ်တောင်ချမ်းကိုမြေပြင်ကနေစစ်ကြောင်း2ကြောင်းဖြန့်ပြီးထိုးစစ်ဆင်လာသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လုပ်နေတယ်လို့ဒဇယ် PDF ရဲဘော်တအုပ်ကပြောပြတာပါနောက်ပြီးအဲ့ဒီစစ်ကြောင်း2ကြောင်းပေါင်းသွားပြီလို့လည်းနောက်ဆုံးအခြေအနေကိုသူကဆက်ပြောပါတယ်လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေရှိနေပေမဲ့အသေးစိတ်မသိရသေးပါဘူးစက်တင်ဘာ30ရက်ကတိုက်ပွဲမှာတော့ပြူစောတိကောင်းဆောင်တအုပ်အရှင်ဖမ်းမိခဲ့တာလို့သိရပါတယ်အဲ့ဒီပြူကောင်းဆောင်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပြီးပြူစောတိအပန်းဝိုင်းမှာအရေးကြီးတဲ့သူဖြစ်တယ်လို့ PDF ရဲဘော်ကပြောပါတယ်ဖမ်းမိထားတဲ့ပြူစောတိကောင်းဆောင်ရဲ့အချက်လက်နဲ့ပတ်သက်လို့တော့လုံခြုံရေးအရာအသေးစိတ်မထုတ်ပြန်သေးဘူးလို့ဒဇယ် PDF ကဆိုပါတယ်စစ်ကောင်စီရဲ့မာကန်တောက်တိုင်ဖြစ်တဲ့ဖုံးကြီးဝါတဝကဒဇယ်ကံဘလူကျွန်းလာမြို့နယ်တွေမှာပြူစောတိအများပြဆူဆောင်းထားပြီးစစ်တင်တန်းပေးနေပါတယ်အခုဖမ်းမိခဲ့တဲ့ပြူစောတိကောင်းဆောင်ကဖုံးကြီးဝါတဝနဲ့ဆက်ဆက်တယ်လို့လည်းကာကွယ်ရေးရဲဘော်တအုပ်ကပြောပါတယ်လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေဟာဒဇယ်နဲ့ရေဦးမြို့နယ်အဆက်ကိုလည်းစစ်ကြောင်းထိုးဖို့ကြိုးစားနေပါတယ်လေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်ရှိနေပြီးဒဇယ်မြို့နယ်တွေကရွာ10ရွာလောက်ဘေးလွတ်ရာရှောင်နေရပါတယ်ရှင်